ယဟန်တစ်ပါးအနေနဲ့တဲ့တရားဓမ္မတွေအိမ်ကြီးကိုဒီတန်ရောစဉ်နေထားမျိုးနဲ့တရားဓမ္မတွေအိမ်ကြီးကိုမသွားသင့်ဘူးတဲ့မသွားသင့်ဘူးတဲ့သွားရင်ဘာဖြစ်မလဲဝိမနောဟောတိသမာဓိတုံလို့ဘောစိတ်ပြည့်စရာကြုံတွေ့ရလိမ့်မယ်တဲ့သမာဓိဖြစ်ဖို့ခဲရင်လိမ့်မယ်တဲ့သောဥတုကောရတနုသိတောအဲ့ဒါလို့သွားပါများပြီးတော့သွားခြင်းတဲ့စိတ်တွေနဲ့ကြိုးစားမယ်ဆိုလို့ရှိရင်ဘာဖြစ်တာတော့ဆိုရတနုခိတောမြက်မြက်ကလေးစားရတော့ဟင်းကောင်းလေးနဲ့စားရတဲ့အခါမှာပို့ပြီးတော့သွားခြင်းတဲ့စိတ်ဘယ်အိမ်ကဟင်းကောင်းတယ်ဘယ်အိမ်ကဘာဖြစ်တယ်နဲ့ဆိုပြီးတော့ရတနုခိတောအရသာပေါ်မှာမဲ့မောလာတတ်တယ်ရတာနဲ့ရှိတာနဲ့စားမယ်ဆိုတဲ့စိတ်ဓာတ်မွေးရမယ်လို့သူတို့ဆိုတယ်အထံရိစတိသောဒုက္ခမောအဲ့ဒါလို့အစာအာဟာရပေါ်မှာအရသာပေါ်မှာမဲ့မောတဲ့ရတ္တတဏှာဖြစ်လာပြီဆိုလို့ရှိရင်တော့တကယ်ကိုကိုယ်မှာအကျိုးစီးပွားတွေစိတ်သုံးသွားတော့မှာပဲဖြစ်တယ်ကိုယ့်ရဲ့ချမ်းသာဒုက္ခကိုဖော်ဆောင်ပေးနိုင်တဲ့တရားဓမ္မတွေကိုယ်မှာစိတ်သုံးသွားမှာပဲဖြစ်တယ်လို့ဓမ္မရှုထောင့်ကနေကြည့်ပြီးတော့ယဟန်တွေကိုဆုံးမဩဝါဒပေးတယ်ပင်ကောတိနံပင်ကောတိဟိနံအဝေဒယုံယာယံဝန္ဒနာပူဇနာကုတလေတုမရှောင်လွဲနိုင်တဲ့ဘဝယဟန်တော်တွေမှာမရှောင်လွဲနိုင်တဲ့ဘဝတွေနဲ့ပတ်သက်ပြီးတတိပေးတာလေးတွေရှိတယ်ဒီတရားဓမ္မတွေကကြည်ညိုလို့မျက်မျက်နှုံနှုံရှိခိုးတယ်ပူဇော်တယ်နော်တရားဓမ္မတွေကမျက်နှုံပြီးတော့ကိုးကွယ်တယ်ပူဇော်တယ်ဆိုတဲ့ယဟန်တော်တစ်ပါးရဲ့ကိုးကွယ်ခံရမှုမျက်နှုံခံရမှုနော်တရားဓမ္မတွေရဲ့မျက်နှုံမှုကိုခံရမှုပူဇော်လှူဒါန်းမှုကိုခံရမှုဆိုတာတွေရှိတယ်အဲ့ဓာတွေကိုကြောက်မဲ့ဖွယ်ရာနှစ်မြုပ်တတ်တဲ့ညွန်ပြောင်းလို့ရွှွညွန်ပြောင်းကြီးသဖွယ်ရွှွညွန်အိုင်ကြီးသဖွယ်သဘောထားပါတောကြီးတွေထဲမှာညွန်အိုင်ကြီးတွေရှိတယ်အပေါ်ယံမှာမြက်ကလေးတွေပေါက်နေတတ်တယ်နော်အပေါ်ယံမှာမြက်ကလေးတွေပေါက်တယ်အဲ့ဒီညွန်အိုင်ကြီးကိုအိုင်မှမသိပဲနဲ့အပေါ်ယံကြောတင်းနေတာကိုသွားပြီးတော့ဆင်းလိုက်ပြီဆိုရင်ပြန်တက်ဖို့ရမဖြစ်တော့ဆင်းနေဆိုလည်းမြုပ်သွားတာတရိစ္ဆာန်တွေအဲ့ညွန်အိုင်ကြီးတွေကျသွားရင်ဆွန့်ဆိုတဲ့ညွန်အိုင်ကြီးတွေရောက်သွားရင်ပြန်တက်လို့မရလူဆိုလဲလှုပ်လေမြုပ်လေလှုပ်လေမြုပ်လေယုံနေမြုပ်လေအဲ့ဒီလိုတောထဲမှာဒီညွန်အိုင်ကြီးတွေနဲ့တွေ့ထက်တယ်ပေါ့အဲ့ဒီလိုတရားတော်ဝါတွေရဲ့ကိုးကွယ်မှုမျက်နှာမှုလေးစားမှုကိုခံရတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ညွန်ထဲမှာနစ်တယ်လို့ပဲသဘောထားပါညွန်နစ်သွားပြီလို့သူတို့ဆိုလို့တယ်ပေါ့ယုံမထွက်နိုင်တော့ဘူးယုံမထွက်နိုင်တော့သူတော်ကောင်းတွေရဲ့အမြင်ကအဲ့လိုမြင်ဒုက္ခမံတဏ္ဏဒုရပါဒီလူရဲ့ရင်ထဲမှာမြားနဲ့ပြစ်လိုက်လို့မြားတန်ကြီးစူးတာသိတာတဲ့မြားတန်ဆိုရင်ခွဲထုတ်လို့ကအလွယ်လေးနဲ့ရတယ်အဲ့လိုမဟုတ်ပဲနဲ့အလုံးကိုသေးပြီးတော့မာတဲ့မြားတန်မျိုးတာမီပြားလို့စုဝင်တတ်တဲ့မြားတန်မျိုးကြရင်တော့အတော်ရှာရလဲခက်မယ်စူးတဲ့နေရာရှာဖို့လည်းဓမ္မခက်တယ်အဲ့ဒါကြောင့်မို့လို့အခုလို့တရားဓမ္မတွေရဲ့ယုံကြည်မှုလေးစားမှုကိုခံရတဲ့အခြေအနေဟာတဲ့အမတန်သိမ်မွေးတဲ့မြားရှင်းထဲမှာစူးဝင်တယ်လို့ပဲထုတ်ဆောင်မှုခက်တဲ့ဖယ်ထုတ်ဖို့ခက်တဲ့မြားစူးဝင်ခြင်းလို့ပဲပညာရှိသူတော်ကောင်းတွေကယူဆပါတယ်သက်ကာရောကာပုရိသေနထုတ်စောနာမည်ကြီးခြင်းလူချီးမွမ်းခံရခြင်း
ဘုံကံကြီးမားခြင်းလူတွေရဲ့ယိုသေးလေးစားမှုကိုခံရခြင်းဆိုတဲ့အချက်တွေဟာယဟန်တစ်ပါးအဖို့ဒီစွမ်းရည်တတိမရှိတဲ့ပြော့ညံ့တဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုနည်းနဲ့မှယုံထွက်နိုင်စွမ်းရှိမှာမဟုတ်ဘူးဟောဒါကြောင့်မို့လို့ဒီတူတဲ့တိတ်တိတ်ဆိတ်ဆိတ်တရားဓမ္မကျင့်သုံးနေနိုင်အောင်ရဟန်းတော်များကြိုးစားကြရမှာဖြစ်တယ်လို့ဒါရှင်မကတ္တဗရဲ့ဩဝါဒစကားပဲနော်ယဟန်တော်တွေချင်းချင်းကိုသတိပေးတဲ့အဆုံးမဩဝါဒစကားအဲ့ဒီဆုံးမဩဝါဒစကားကနေစတင်ပြီးတော့ရှင်မကတ္တဗရဲ့အမှတ်တရစကားများကိုနာယူမှတ်သားကြရတာဖြစ်တယ်ပေါ့အဲ့တော့ရှင်မကတ္တဗတို့လိုပုဂ္ဂိုလ်မျိုးကြီးဟာလူဘဝတုန်းကလည်းအလွန်ချမ်းသာတယ်ချမ်းသာကြွယ်ဝမှုတွေကိုအလုံးစွန့်ပစ်နိုင်ခဲ့တယ်ဆွေတွေမျိုးတွေလည်းအများကြီးရှိတယ်ဆွေတွေမျိုးတွေကိုလည်းစွန့်ပစ်နိုင်ခဲ့တယ်အလုံးမငဲ့မကွက်စွန့်ပြီးတောထွက်ခဲ့တဲ့ပုဂ္ဂိုလ်မျိုးဟာဘယ်မှာလဲအပေါင်းအသင်းတွေပေါ်မှာမျက်နှိုးမလဲသူဟာတူရဲနေဖို့ပဲကြိုးစားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သူတော်စင်သူတော်မြတ်တွေဟာပိစိကဗုဒ္ဓရှင်မြတ်တွေတယောက်တည်းနေထိုင်ကျင့်သုံးမှုဟောပြောသလိုမြတ်စွာဘုရားကိုယ်တိုင်ကလည်းတယောက်တည်းနေဖို့ဟောပြောသလိုတယောက်တည်းနေခြင်းဖြင့်သမာဓိကြီးမားခြင်းတတိကောင်းခြင်းအသိပညာတွေထက်မြက်ခြင်းဆိုတဲ့ဒီအကျိုးကျေးဇူးတွေကိုမျှော်ကိုးပြီးတော့တယောက်တည်းနေဖို့ကြိုးစားအားထုတ်ဖို့တတိပေးဆုံးမတဲ့စကားဟာဘုန်းကြီးတို့တွေနိဗ္ဗာန်သွားခြင်းလို့ရှိရင်လည်းတယောက်တည်းသွားကြရမှာဖြစ်တယ်သို့တော့နိဗ္ဗာန်တောင်းမှပဲအတူဝင်မရစေလို့ဆုတောင်းတာလည်းရှိသေးတယ်နော်အဲ့ဒါလို့မြတ်စွာဘုရားကတော့ဧကယေနောအယံဘိက္ခွေမေကောတတ္တနာဝိသုဒ္ဓိယတရဝရီအငြိကြီးစင်ကြယ်ဖို့အတွက်ဒါတစ်ခုတည်းသောလမ်းကြောင်းပဲလို့အဲ့ဒီမှာအဓိပ္ပာယ်ဖွင့်တဲ့အခါမှာတယောက်တည်းသွားရတဲ့လမ်းလို့ပြောတယ်ကမ္မထန်တရားအထုတ်တယ်ဆိုတာတယောက်တည်းသွားတဲ့လမ်းနဲ့နှစ်ယောက်သွားလို့မရ